市白子普通電車に連絡します。30လား30နဲ့ဒီဘက်ပေါ့အခုကစကာအာရာရှိယာမကြပါပြီဝါရောလို့လည်းမကြည့်အာရာရှိယာမဘန်ဘူးခေါ်ပြီးသွားပြီဒီကချောတူကသူတို့ရှင်မှာတော့ဘယ်တော့ကောင်းလဲဖူဂျီတော့လမ်းကြားသူရှိလမ်းကြားလေးတွေအောင်လုံးဝဂျပန်ရဲ့နော်လုံးဝမိုက်တည်ရတယ်လို့ပြောရမယ်ဒိုဂျိုတို့ဘာတို့လိုမျိုးကြီးပြကြီးတော့မဟုတ်တဲ့အတွက်ကြောင့်လုံးဝဂျပန်အရာသာကိုလုံးဝရတယ်ရောက်ပြီဒီလမ်းကလူမရှုပ်ဘဲနဲ့မနဲ့စောတဲ့အချိန်တောင်ဆိုတရားလည်းအဲ့လိုမျိုးကြာလက်ဖို့ပိုးရိုက်လို့ပေါ့ဟုတ်လားမမင်းပြောအုံးမရကဲရှိမှာဆိုလို့ရှိရင်ခုနကပြောတဲ့တက်တော်လေးအဲ့ဒီထဲကိုရောက်ပြီဝါပင်လေးတွေနဲ့ဒီတက်တော်တို့ YouTube တို့မှာပါတဲ့ဟာမျိုးလေးလူတော့တော်တော်များတယ်ပိတ်ရရှိဖြစ်တဲ့အတွက်ကြောင့်ဒါတော့များရင် foreigner လေးချီပြီးတော့ညာလေးစိတ်စိတ်လေးကမိုက်ဒီလိုနေရာမျိုးမှာအသက်မရှိရင်ဘယ်လိုနေရာမျိုးအသက်ရှိလဲအသေးကြီးမှာနိုင်မလက်ချီJapanese beautiful berry. Kenapa tahu ya? Ada boleh dong deh. Dapat enak. Enak.
များကြီးပဲဖြစ်နေတော့ဒီထဲမှာတင်အကုန်လုံးလဲဖို့ပြီးအောင်လဲဖို့ဆိုလို့ရှိရင်တော်တော်လေးအချိန်ပေးရမယ်။ဘာလို့လဲဆိုတော့တနေရာမှာတင်ကျွန်တော်တို့ကဒီဓာတ်ပုံကသိရမလားလှတဲ့နေရာတွေများတယ်ဓာတ်ပုံရိုက်မဲ့နေရာတွေအများကြီးဖြစ်သိရမလားအခုဆိုလဲရှေ့မှာကြည့်လိုက်အောင်哪里到戏？我这咱背他的，八卦在中间。ပန်းဖြေလို့ကောင်းတယ်ညင်းပြတယ်အော်ဒီကျင်လဲကောင်းအောင်မရတယ်တတရရလေးရှိအေးညံ့လေးတော်တော်သဘောကျဖို့ကောင်းတယ်600ရတယ်ရေခဲမဟုတ်ပါဒီလိုမျိုးစိမ့်သိမ်းဆူဆူကောင်းငယ်ပြပြကြီးရှိရတယ်။ဒါကိုစိတ်ကူးရင်လည်းပါပဲ။ဒီလိုမျိုးသွားခြင်းနဲ့ညောင်းသွားပါလေ။ပြောပါလေ။တော်လေးကိုကျေပါတယ်ဒီအထက်မှာတရက်လုံးရှောက်ပြီးတော့ဒီမှာပဲအချိန်ဖြုံးမယ်ဆိုရင်တော့နေရာအစုံရောက်ဖို့တော်တော်လေးအချိန်ပေးပြီးသွားရှေ့မှာ surprise ဖြစ်တဲ့နေရာတစ်ခုတွေ့ထားပါတယ်ပြည်သက်ကြီးလည်းတွေ့လို့ရှိရင်တော့မှ surprise ဖြစ်သွားပါမယ်ကျွန်တော်ပြပါမယ်ဒီမှာပါကျွန်တော်သွားချင်နေတဲ့နေရာမျိုးပါလုံးဝတော့မှမိုက်ပါတယ်လို့နေရာဒီနေပူပူလေးဒီလိုမျိုးရေအေးစိမ့်စိမ့်လေးတွေ့ရတာမျက်လုံးနဲ့အေးပြီးတော့တိုင်းမင်းသားပြစ်လိုက်ချင်တယ်အတိုင်းတိုင်းပြစ်လိုက်တော့မင်းခေါင်းပွဲဖို့ဘုရားဒူးအောင်လောက်ဒါပဲရှာနိုင်အောင်
မျိုးတဲနဲ့တူပါတယ်ဒီထဲမှာကလဲဆွဲတဲ့လူတွေရောကြီးသွားတွေရောအစားအသောက်ဆိုင်တွေရောဒီမှာပဲရှိတာပါဂျပန်အစားအသောက်ကိုမှတ်လို့ရတယ်ဒီမှာရလောက်မဲ့ပေါ်ပါတယ်ဒီလိုတဲ့ဒီခုဆောင်းပါမယ်မနူးတွေကိုတစ်ချက်စစ်ကြည့်ပါမယ်။အထဲမှာအစားအသောက်တော်ဆုံးပါတယ်။ဒါကခောက်ဆွဲရ။ဒါကြီးဆိုရင်နိုင်တုတ်တို့ပါလို့ရတယ်။စုံနေဆိုတာထက်စုံပါတယ်အစင်ပြရတခုမှာပြီးစားပါမယ်နောက်ဆုံးတော့စားမယ်ဟာတွေ့တာပါဘူးမှာပဲရတယ်ဂျူးတို့မှာဒီလိုတော့ဖြစ်ပါတယ်